ကျွန်တော်တို့ပြည်တော်စုဖောက်မှာများသောအားဖြင့်ဒီဥက္ကဋ္ဌဆိုတဲ့စကားလုံးကိုရိုက်တဲ့အခါမှာများသောအားဖြင့်မာယွန်းနေကြတာကိုတွေ့ရပါတယ်။အမားကြီးနဲ့ပဲများသောအားဖြင့်အတည်ပြုနေကြတယ်လည်းများပါတယ်။ဒါအဲ့ဒီကိစ္စလေးကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့အဘိဓမ္မာဘာသာမှာရမှာဆိုလို့ရှိရင်ဥက္ကဋ္ဌနဲ့အောမကဆိုပြီး2မျိုးရှိပါတယ်။ကုသိုလ်2မျိုးရှိပါတယ်။အဲ့ဒီထဲမှာဥက္ကဋ္ဌကုသိုလ်ပေါ့နော်ဥက္ကဋ္ဌကုသိုလ်ဆိုတာကတော့ဘာကိုပြောလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့မြင့်မြတ်သောထက်သန်သောအဆင့်မြင့်သောကုသိုလ်ကံကိုဆိုလိုတာပဲဖြစ်ပါတယ်မြင့်မြတ်တဲ့ကုသိုလ်ထက်သန်တဲ့ကုသိုလ်အဆင့်မြင့်တဲ့ကုသိုလ်ကိုဥက္ကဋ္ဌကုသိုလ်လို့ခေါ်ပါတယ်ဩမကကုသိုလ်ဆိုတာကတော့ကျွန်တော်တို့ယုံညံ့တဲ့ကုသိုလ်နှိမ့်ညံ့တဲ့ကုသိုလ်အဆင့်မြင့်တဲ့ကုသိုလ်မျိုးကိုဒါဩမကကုသိုလ်လို့ခေါ်ပါတယ်ဒါတော့ဥက္ကဋ္ဌနဲ့ဩမကဒါအဘိဓမ္မာအလိုကုသိုလ်အဖြစ်2မျိုးတည်းကမှဥက္ကဋ္ဌရဲ့အဓိပ္ပာယ်တစ်ခုဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဟိုပါဘောနော်ဥက္ကဋ္ဌဆိုတာဘာလို့ဆိုတာလဲဆိုတော့ပတ်သက်ပြီးတော့ကျွန်တော်စာရေးပြမှာဖြစ်ပါတယ်ကျွန်တော်ဥက္ကဋ္ဌကိုများသောအားဖြင့်စာရေးကြတဲ့အခါမှာဘယ်လိုရိုက်ကြလဲဆိုလို့ရှိရင်ဒီလိုမျိုးပဲရိုက်ကြပါတယ်ဒီလိုမျိုးပဲရိုက်ကြပါတယ်ဒီရဲ့သဘောတရားသည်ဘာနဲ့တူလဲဆိုလို့ရှိရင်ဥက္ကဋ္ဌဆိုတဲ့မြန်မာစကားလုံးပဲဖြစ်ပါတယ်ဒီကောင်အဘိဓမ္မာလာတဲ့အဘိဓမ္မာဆင်းသက်ပြီးတော့လာတဲ့အတွက်ကြောင့်မို့ဥက္ကဋ္ဌဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်ပါဘူးဒါဒီဘာဖြစ်လဲဆိုလို့ရှိရင်ဥပမာအပြင်အကေကတအုပ်ကာကြီးကထောင်းဝင်ပဲထဆိုတဲ့အဆင့်ပဲမြန်မာစလုံးပုံမြန်မာတပ်ပုံဖြစ်ပါတယ်ဥက္ကဋ္ဌဆိုတဲ့အဓိပ္ပာယ်မတက်ရောက်ပါဘူးအမှန်တကယ်အဆင့်အမှန်ဒီအဲ့လိုရေးရမှာမဟုတ်ပါဘူးဘယ်လိုရေးရမလဲဆိုလို့ရှိရင်အမှန်တကယ်အဆင့်မှန်ကဥက္ကဋ္ဌလို့ရေးတဲ့အခါမှာဒီလိုရေးရပါမယ်ကာကြီးနှလုံးဆင့်မယ်ကျွန်တော်တို့အရင်ဦးဆုံးတက်တလင်းကျရိုက်ပြီးကြိုက်မယ်တက်တလင်းကျစလုံးအရင်ရိုက်ထည့်မယ်ပြီးတော့လို့ရှိရင်အဲ့ဒီအောက်ကနေပြီးတော့ထောင်းပဲဆင့်ပါမယ်ထောင်းပဲဆင့်လိုက်တဲ့အခါမှာဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌဆိုတဲ့အဆင့်မှန်ကိုတွေ့ရမှာဖြစ်ပါတယ်တောင်းပဲဆင့်လိုက်တဲ့အခါမှာဒီလိုပုံစံဖြစ်သွားပါတယ်ဒီမှာပါအခရာဥရဲ့ကာကြီးနှလုံးဆင်းလာတယ်ထောက်ဝင်ပဲအောက်မှာတက်တလင်းကြီးဆင်းလာတဲ့ပုံစံလေးကိုတွေ့ရပါမယ်အဲ့ဒီသဘောတရားကဒါပါဠိစကားလုံးဖြစ်ပါတယ်ပါဠိစကားလုံးပါဠိစကားလုံးကိုမြန်မာလိုစာလုံးပြန်ပေါင်းမှဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့အခရာကတ္တအုပ်အဲ့လိုဖြစ်ပါမယ်ကာကြီးတတ်တနဲ့ကပ်ပါမယ်တတ်တနဲ့ကပ်ပါမယ်ထောက်ဝင်ပဲနဲ့ထပါကျွန်တော်ဒီဟာဒီအမှန်ဖြစ်ပါတယ်ဒါဒီမြန်မာလိုစလုံးပေါင်းပြထားတာပါဒါဒီမြန်မာလိုစလုံးပေါင်းဖြစ်ပါတယ်သူ့ရဲ့ပါဠိလိုရေးမယ်ဆိုလို့ရှိရင်တော့ဒီလိုရေးရပါတယ်အခရာဥကာကြီးနှလုံးဆင့်မယ်တက်လင်းကျရင်ရိုက်မယ်ဥက္ကပ်ပေါ့နော်ဥက္ကပ်ပေါ့အခရာကတ္တအုပ်ကာကြီးတက်လင်းရဲ့အတက်ကပ်ထဝင်ရထဟုတ်တယ်နော်ဒါစလုံးဆင့်မယ်ပေါ့နော်စလုံးဆင့်မယ်ဆိုတဲ့အခါမှာဒါသူ့သဘောတရားရဆင့်လိုက်ပါမယ်ဒီမှာဥက္ကဋ္ဌဆိုတဲ့သဘောတရားကိုရပါပြီဥက္ကဋ္ဌလို့ရေးမယ်ဆိုလို့ရှိရင်ဒီလိုတက်တလင်းကျင်းနဲ့ထောက်ဝင်လေးဆင့်ပြီးတော့ရေးတာမှာဒါလျင်ဥက္ကဋ္ဌအစစ်မှန်ဖြစ်ပါတယ်ဒါဒီအဘိဓမ္မာနည်းအရာအဘိဓမ္မာတဲ့ကဥက္ကဋ္ဌနဲ့ဩမကဆိုတဲ့သဘောတရားအရာဥက္ကဋ္ဌသည်မြင့်မြတ်သောအဆင့်မြင့်သောကုသိုလ်လို့အဓိပ္ပာယ်ရပါတယ်ဒါအရက်ဖက်မှာသုံးတာကျွန်တော်တို့အရက်ဖက်လူကြီးတွေကိုဥက္ကဋ္ဌလို့သုံးတဲ့အခါမှာအရက်ဖက်လူကြီးတွေဥက္ကဋ္ဌလို့သုံးတယ်ဆိုတော့ဥက္ကဋ္ဌသည်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေတာမန်လူတွေထက်အကြီးစားပုဂ္ဂိုလ်တွေလို့အဓိပ္ပာယ်ရပါတယ်အဲ့ဒီခါကျတော့ဒီဥက္ကဋ္ဌဆိုတဲ့ပုဂ္ဂိုလ်တွေကမြင့်မြတ်ဖို့လိုတာပေါ့နော်အဆင့်ရှိဖို့လည်းလိုတယ်
မြတ်ဖို့လည်းလိုတယ်ကုသိုလ်နေရာမှာနံပါတ်1အဆင့်ရှိနေဖို့လည်းလိုပါတယ်ဥက္ကဋ္ဌဆိုတဲ့သူတွေကအမတ်ကဖြစ်နေပြီဆိုလို့ရှိရင်တော့မြန်မာပြည်ကတော့စိုးရိမ်ပြီးပေါ့ဗျာဒါကျွန်တော်ကအဘိဓမ္မာအရာကျွန်တော်ပြောပြတာပါဥက္ကဋ္ဌနဲ့အမတ်ကပွားချချက်လေးကိုရှင်းပြတာပါခင်ဗျာဥက္ကဋ္ဌကိုစာရိုက်တဲ့အခါမှာအခရာဥကာကြီးနှလုံးဆင့်တတလင်းကြီးကိုအရင်ရိုက်မယ်ပြီးရင်ရှင်းနဲ့ F ရိုက်မယ်ပြီးတော့လို့ရှိရင်တော့ရှင်းနဲ့ cross ရိုက်မယ်ဒါမှအသာမှသာလျင်အခရာကတ္တအုပ်ကာကြီးနဲ့တတလင်းကြီးနဲ့တက်ဥက္ကတ်ပေါ့နော်ထတလင်းထောင်းဝေထဆင်းလိုက်တော့ဥက္ကဋ္ဌဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါမယ်မြင့်မြတ်သောအစင်းမြင့်သောဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့ဥက္ကဋ္ဌဆိုတဲ့စကားလုံးကမြင့်မြတ်တဲ့အစင်းမြင့်တယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်နေပေမဲ့ရက်ွက်ထဲမှာဥက္ကဋ္ဌဆိုတဲ့သူတွေကလည်းဒီစကားလုံးခံယူတဲ့အတွက်မြင့်မြတ်ဖို့အစင်းမြင့်ဖို့လိုပါတယ်ပြည်သူကောင်းကျိုးပြုကြပါပြည်သူရဲ့အကျိုးစီးပွားကိုလိုလားတဲ့သူများဖြစ်နိုင်ကြပါစေလို့ကျွန်တော်ဆန္ဒပြုပါတယ်ခင်ဗျာဥက္ကဋ္ဌနဲ့ပတ်သက်ပြီးကျွန်တော်တည်တယ်လေးညှဝေလိုက်တာပါအားလုံးကျေးဇူးတင်ပါတယ်